ဆာဂရာမျိုးရဲ့စက်ရုံကြီးတစ်ခုမှာတော့ဖီယာဆိုတဲ့စစ်တစားဖြစ်နေတဲ့ကောင်မလေးကြောင်ရှိနေပါတယ်။သူကတော့လူတွေကိုလိုက်တက်နေပါတယ်။သူရဲ့ဘေးမှာတော့လက်လက်ဆက်ဆက်အသက်ခံထားရတဲ့နတ်စမနဲ့ဒေါက်တာရဲ့အလောင်းတွေရှိနေပါတယ်။အရီနာသူလည်းအပြင်ကိုပြေးထွက်သွားတယ်။အပြင်မှာတော့မိုးတွေရုတ်တရက်ကြီးတအားရွာနေပါတယ်။ဆောနာကောင်မလေးကလည်းထွက်ပြေးလာပါတယ်။အန်လင်းတိတ်မှာတော့အရန်ကိုတာယာနေပါတယ်။အရီအန်ရှိမှာတော့ဖီယာတယောက်မတ်တက်ကြီးတွေရက်နေပါတယ်။အရီအန်တဲမှာတော့ဖန်နီတယောက်ဖုန်းနေပြောနေပါတယ်။နင်ဒီနေ့ငါအိမ်လာခဲ့ပါလားငါတယောက်တည်းအရန်ပြင်းနေပဲဟာငါမအားဘူးဟာအလုပ်တွေရှုပ်နေရပဲဆရာမတို့ကနေဆိုရင်လည်းမြင့်မို့တောင်ကြီးကြောက်နေရပဲဟာအရုရှင်ရုတ်တရက်တကားပန်းစံကြီးကိုကြားလိုက်ရပါတယ်အဲ့ဒါဆိုဒါပဲတော့တငယ်ချင်းနောက်မှပြန်ဆက်လိုက်မယ်ဘသူလာနေလည်းမသိဘူးမိုးတွေရွာနေအောင်ဘသူလာနေရလဲဟာအပြင်မှာတော့ဖီယာတယောက်ရှိနေပါတယ်ဖန်နီလည်းအပြင်ကိုထွက်လာတယ်ဟိုကြီးတီရှောက်ကြည့်လိုက်တယ်ပြီးတော့ဖီယာကိုမြင်သွားတယ်ဟာ what the fuck oh my god နင်ဘသူလဲနင်ဖျားလာလဲညီမနဲ့မရဖေးရပါသွားကြနေရမရှိလို့ဒီမှာနေလို့ရမလားအပြင်မိုးတွေရွာနေရလေလာအထဲဝင်ဟုတ်ကဲ့ကျေးဇူးပဲတော့မရပါတယ်မလိုပါဘူးအမကူညီတာပဲဟာလာပါအထက်ထဲဝင်ကြမယ်ဖန်နီတို့ကတော့ကန်ဆိုးတာပါအေးဟာငါလည်းတနာလို့ခေါ်ထားတာသူ့ကိုကြည့်ရတာမသိငါစရာပဲငါလည်းစောင့်ကြည့်နေရဲ့တပတ်မှာတော့ဖီယာတယောက်ကထိုင်နေပါတယ်ဖန်နီလည်းဖီယာကိုရှောင်းကြည့်နေပါတယ်ဖီယာလည်းတတိထားမိရမလို့ကြည့်လိုက်ပါတယ်ဖန်နီလည်းပြန်ပေါင်းလိုက်တယ်ဟာသူမြင်သွားလာမသိဘူးတောင်းကွိုင်မယ်ဟာတော်တရားပေါ့အဲ့လိုနဲ့ညာဘက်မှာတော့ဖန်နီတယောက်အိတ်နေပါတယ်အဲ့ဒီရှင်ဖီယာတယောက်ကတော့ပတ်သွားနေပါပြီအတန်နေကြားရမလို့ဖန်နီလည်းနိုးသွားတယ်အရီနာမီးပွန်ကြောင်တဲ့ကိုပြေးလာတယ်ဟာဖီယာလည်းမရှိပါလားပကန်နီကွဲနေရပဲဟာပကန်နီကတော့သူ့ရှိမှဖယိုဖယဲနဲ့ကွဲနေပါတယ်အဲ့လိုနဲ့မိုးလင်းသွားပါတယ်ခင်းဖြစ်တာမလို့ဖန်နီလည်းအပြင်ကိုထွက်ကြည့်လိုက်တယ်ညာသူ့ပြီးသွားလည်းမသိဘူးသူကဒီမှာဘာလုပ်ညာလည်းမသိဘူးကျုပ်တရဖီယာလက်ထက်ကစက်တုံလေးလက်ဓာကြီးကိုတွေ့သွားတယ်ဖန်နီလည်းလန့်သွားတာပေါ့သူ့လက်ထက်မှာဓာကြီးပါလားဟွာတဲ့အဲ့ဒါဘာလို့မလို့လဲဒီတော့မှပဲဖီယာကပြေးဝင်လာပါတယ်ဟာဖီယာတယောက်ကတော့ဖန်နီကိုတတ်ဖို့စူးစမ်းနေပါပြီဟာအဲ့ဒါနေဘာလို့တာလဲကဲကြပါအောင်ရှယ်ရီကစက်တောင်းဆိုင်ကြီးမှာတော့ဖန်နီနဲ့လေလာရှိနေပါတယ်အေးဟာငါမအရန်တောက်သွားပဲဟာအေးပါဒါနဲ့နေနဲ့တတိချအောင်နော်အေးငါတတိထားနေရဟာအဲ့လိုနဲ့သူတို့နှစ်ယောက်စကားတွေပြောနေကြတယ်ဒီနေ့ညလည်းမိုးတွေရွာနေပါတယ်ဖန်နီတယောက်ကတော့ Lady Ghost Channel ကဆာကူရာတရေကားတွေကိုကြည့်နေရပေါ့အဲ့ဒီရှင်ဒီကခောက်တန်ကြီးကိုကြားလိုက်ရတယ်ဟာဘယ်သူလာခောက်နေရလဲဖန်နီလည်းလန့်နေပါပြီဖီယာတယောက်ကတော့တကားတွေရှောက်ခောက်နေပါတယ်မရတာကြောင့်ဖီယာလည်းပြန်သွားလိုက်ပါတယ်အရီနာလေးပတ်ကုန်းကြီးနဲ့တကားစီပြေးသွားပါတယ်ဖန်နီလည်းလန့်သွားတာကြောင့်ဖုန်းတွေဆက်လိုက်ပါတယ်ဖီယာတယောက်ကတော့ဖွင့်လို့မရတာကြောင့်အပြင်ကိုထွက်သွားပါတယ်လေလာသူငေါ့တက်တော့မှာဟာအဲ့ဒါကြောင့်ငါကူညီပါအောင်နော်အရီနာဖန်နီလည်းသူ့တငယ်ချင်းလေလာကိုစောင့်နေပါတယ်ဟာလေလာလည်းမလာသေးမှလားလန်ဒီနီယာမှာတော့ဖီယာတယောက်2,000ရေကတောင်ဓာကြီးနဲ့လာနေပါတယ်ဖန်နီလည်းမြင်သွားတာကြောင့်အိမ်ထဲကိုပြေးဝင်သွားပါတယ်ဖီယာတယောက်ကတော့ဓာကြီးနဲ့အေးအေးစစ်စစ်ကြီးဝင်လာပါတယ်လေလာသူငေါ့တက်တော့မှာဟာအဲ့ဒါကြောင့်မြင်လာပါငါအရင်ကြောက်နေပြီဖီယာတယောက်ကတော့ဓာကြီးနဲ့အိမ်ထဲကိုဝင်လာပါပြီအေးအဲ့ဒါဆိုရင်မြင်လာတော့ငါအရင်ကြောက်ပြီရုတ်တရက်ကြီးပဲအတန်နေငင်ကြသွားတယ်။အဲဒါကြောင့်ဖန်နီလည်းအပြင်ကိုထွက်လာတယ်။ဟိုကြီးရှောက်ကြည့်လိုက်တယ်။ဘယ်သူမှမရှိနေပါဘူး။အဲကန်ထဲမှာလည်းမရှိပါဘူး။ဟာဘယ်သူမှလည်းမရှိပါလား။ဖီယာပြေးသွားလည်းမသိဘူး။အဲဒါကြောင့်ဖန်နီလည်းဖုန်းနဲ့ရှောက်ကောက်ဆက်လိုက်တာပေါ့။အဲတောက်ယူမနေလာတယ်မလာတော့ဘူး။ငါအရန်ကြောက်ပိုင်ဆိုမှဘာလို့ညာလည်းမသိဘူး။ငါဖီယာကိုရဲတိုင်းကောင်းမလား။လို့လောက်မှလည်းဘယ်မှလည်းတော်လို့မရသေးဘူး။သူကအပြင်မှာရှိနေအောင်မှာ။ဂျာရီယိုကတော့ဖီယာတယောက်ကအပြင်မှာနားထောင်နေပါတယ်။ဖန်နီကတော့မသိပါဘူး။ အရီနာဖန်နီလည်းအပြင်ကိုထွက်ပြီးလေလာကိုစောင့်နေပါတယ်။ရုတ်တရက်တစ်ခုခုလှမ်းမြင်သွားတယ်။အဲ့ဒါကတော့သူနဲ့မနီမဝင်းမှာလူတွေလောင်ကြီးရှိနေတာပါ။ဟာအဲ့ဒါလူတွေလောင်ကြီးမလား။ဒီလည်းသွားကြည့်လိုက်တယ်။အဲ့ဒါကတော့သူ့တငယ်ချင်းလေးလာပါ။ခေါင်းပြကြီးနဲ့တင်နေတာပါ။ဖန်နီလည်းအရန်လန့်သွားတာပေါ့။ဟာဖီယာတက်ကတော့ဒါရီကိုမတ်တက်ကြီးရက်ကြည့်နေပါတယ်။အရီနာဒါကြီးနဲ့ပြေးလာပါလေရော။ဆာဂရာမျိုးရဲ့စိတ်ယုံကြီးမှာတော့အရန်ကိုတာယာနေပါတယ်။မိုးတန်နေလည်းဆူညံနေပါတယ်။နတ်စမတယောက်ကတော့မတ်တက်ကြီးတွေရက်နေပါတယ်ဟာအရင်ကကြာနာပဲဒေါက်တာလည်းပြန်မလာသေးဘူးဘာလုံးညာလည်းမသိဘူးငါသွားကြည့်မှဖြစ်တော့မယ်အိုးရှုပ်ပါဟာငါလည်းသွားကြည့်တော့မယ်အရီနာနတ်စမလည်းပြေးထွက်သွားပါတယ်အခန်းထဲရောက်တော့နတ်စမလည်းတွေးပြတ်သွားတယ်သူရှိမှတော့စေးစရာဝင်ရဲ့အလောင်းတွေရှိနေလို့ပါအရီနာအရာအလုံးကမိုးတန်တွေအောက်မှာတိတ်ဆဲရှောက်ကတ်သွားပါတယ်အဲ့လိုနဲ့ဖန်နီတောင်ရဲစကန်ကိုပြေးလာတယ်ဖီယာတက်ကတော့ရေကတောင်ဓာကြီးနဲ့လိုက်ရှာနေပါတယ်အဲ့လိုနဲ့စတာဂရမ်ရဲ့ရဲစကန်ကြီးကိုထဲမှာတော့အရန်ကိုတာယာနေပါတယ်
တရားကျမကိုကြီးပါအောင်နော်သူကကျမကိုတက်တော့မှာအဲ့ဒါကြောင့်ကိုကြီးပါအောင်ဆရာရဲ့ကျမမသိချင်းသေးဘူးအရီနာသူတို့ညောင်လည်းဖီယာကိုစောင့်နေပါတယ်ကမ်ကောင်းစွာနဲ့ပဲသူရဲ့အနာကိုဖီယာကရှောက်လာတယ်အော်နင်တို့ကဒီမှာရှောက်နေရအောင်နောက်ရဲရှိရောက်လာပြီးဝင်ပိုင်းပါလေရောရဲလည်းရှော့သွားပါတယ်ဟာအဲ့လိုမဟုတ်ဘူးလေဟာဖန်နီလည်းပြေးပါလေရောအနောက်ကဖီယာလည်းလိုက်လာပါတယ်သူကတော့အေးအေးဆေးဆေးကြည့်ပါပဲဒါကြီးနဲ့လိုက်လာတာပါပြေးလေနင်ကြိုက်တဲ့လောက်ပြေးရောရမယ်ဘုံရောမရဘူးနော်အဲ့လိုနဲ့ဖန်နီတောင်နနာရဲ့အိမ်ကိုရောက်လာတယ်အဲ့ဒါကြောင့်ငါကိုကြီးပေါင်းဟာနော်တငယ်ချင်းအေးပါဒါဆိုလည်းငါအိမ်မှာအိတ်လိုက်တော့နော်အဲ့လိုနဲ့အရာအလုံးအစင်မြင်သွားပြီးမနက်ကိုရောက်လာတယ်ကျင်းစုပဲနော်နနာငါပြန်တော့မယ်ဟာအရီနာဖန်နီလည်းပြန်သွားတယ်တယောက်တော့သူလည်းဟူကြည့်တီရှောက်ကြည့်လိုက်တယ်ဘယ်သူမှတော့မရှိဟာတော်တရားပေါ့ဘယ်သူမှလည်းမရှိဘူးအဲ့လိုနဲ့ညာဘက်ကိုတခါထပ်ရောက်လာတယ်ဒီရတဲ့ကတော့ဒါကြီးနဲ့စောင့်နေပါတယ်ဖန်နီနေရငါလက်ကလုံးမထင်းရလားဖီယာလက်ကလုံးလက်လူဆိုတာမရှိဘူးနော်ဖန်နီတယောက်ကတော့အိတ်နေပါပြီအဲ့ဒီရှင်ဒီကခောက်တန်ကြီးကိုကြားလိုက်ရတယ်ဟာဘသူလာနေရလဲဖီယာလားနင်လားငါချင်မလားနဲ့နော်အရီနာဖီယာလည်းဖန်နီရဲ့အခန်းထဲကိုပြေးဝင်လာတယ်ဟာငါတော့သိပြီပဲလောရှာဖို့မိတ်နေရဟာညငါတက်လာတယ်အဲ့ဒါကြောင့်နင်းသိလိုက်တော့ရှော့ဟာအရီနာရှာအလုံးတိတ်ဆိတ်သွားတယ်ဖန်နီကြောက်ကတော့ရှော့သွားပါပြီအဲ့လိုနဲ့ရက်စကန်ကြီးထဲမှာတော့အရန်ကိုသားရနေပါတယ်ညီမတို့သူ့တိုက်ရလေအဲ့ဒါကြောင့်သူ့တိုက်တာဟာတောင်းတိတ်ပဲမရှိရှောက်ပြောနေနဲ့ငါညို့စင်းအောင်ပို့ပြင်မယ်အရီနာအရေးပေါက်ကားကြီးနဲ့ဆာကူရာမျိုးတဲ့စေးရုံကိုရောက်လာတယ်ကြိုက်လက်ကတော့စေးရုံကတင်ပေါ်မှာအိတ်နေပါပြီအားလုံးပဲမင်္ဂလာပင်မှာမနေ့ကဆာကူရာမျိုးထဲမှာလူသက်မှုတစ်ခုဖြစ်ခဲ့ပါတယ်ဖန်နီဆိုတဲ့ကောင်မလေးကြောင့်အသက်ခံလိုက်ရပါတယ်တက်သွားတဲ့သူကတော့စိတ်တစားဖြစ်နေပါတယ်အဲ့ဒါကြောင့်အားလုံးပဲဂရုစိုက်ကြပါဖန်နီရဲ့အိမ်မှာတော့ထောက်ဆောင်စုံတော့တွေလည်းရှိနေပါတယ်ဟာလူတက်မှုရလားအရန်ကြဖို့ကောင်းတာပဲဆာကူရာမီရဲ့စိတ်ယုံကြည်မှာတော့ဖန်နီတောင်စိတ်ယူတွေဖောက်လာပါပြီအရီနာစိတ်ယုံရဲ့အပြင်ကိုမြန်မာလူကြီးထွက်ပြေးလာပါလေရောလက်ပတ်ကုန်းကြီးနဲ့ထွက်ပြေးသွားတာပါခွေးကြီးကြနေရပါပဲဟာဒီနေ့အရန်ပြင်းတာပဲဖြူဖြူဆိုတဲ့ကောင်မလေးတောက်ကတော့တီပီကြည့်ပြီးအရန်နေပြင်းနေပါတယ်အဲ့ဒီရှင်ဒီကခောက်တန်ကြီးကိုကြားလိုက်ရတယ်ဟာအပြင်မှာဘယ်သူလာနေရလဲမသိဘူးအဲ့ဒါကြောင့်ဖြစ်ပြလဲအပြင်ကိုထွက်ကြည့်လိုက်တယ်ဖီယာရှိမှတော့ကြောပေးထားတဲ့ဖီယာရဲ့မျက်နှာကြီးကိုတွေ့လိုက်ရတယ်ဖီယာကိုတွေ့လိုက်ရတယ်ဟေးနင်မတူလဲညကြီးမို့ရှုပ်ဒီကိုဘာလုပ်တာလဲငါလုပ်တာလဲဟတ်လားငါညွန့်လားတက်တာလေဟာဇန်သေး